မိခင်ဖြစ်သူနဲ့အတူလမ်းလျှောက်နေရင်ကောင်မလေးကအမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏန်းတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီကဏန်းကဒီမျိုးသမီးနောက်တစ်မိနစ်အတွင်းသေဆုံးတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။အန်တီမှာတခုခုနေမကောင်းတာရှိလားဟင်။ဟဲ့သမီးဘလို့တွေရှောက်မေးနေတာလဲအားနာစရာကြီးတောင်းပန်ပါတယ်အမရဲ့။ကလေးဆိုတော့ဘာမသိညာမသိပါဇက်သေးရှိရာရှောက်ပြောတာပါစိတ်မရှိပါနဲ့နော်။မိခင်ဖြစ်သူကအမျိုးသမီးကိုအပြာတလဲတောင်းပန်ပြီးသမီးဖြစ်သူကိုစူပူနေတော့မှာပဲ။ဒုံဆိုတဲ့အတန်ကြီးနဲ့အတူအပေါ်ထက်ကပန်းအိုးကြီးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းကိုတဲတဲမှန်ကပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။ဒီနေ့တော့သားအမီးနှစ်ယောက်ခရီးထွက်ခဲ့ကြတဲ့ကောင်မလေးကလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကကနန်းမျိုးကိုပဲပြိုင်တူမြင်လိုက်ရပြန်တယ်။လေရင်ပေါ်ကလူတွေအားလုံးတေတော့မယ်ဆိုတာသူနားလည်သွားတယ်။အမေမြန်စင်းရအောင်ဒီလေရင်ပေါ်ကလူတွေအားလုံးတေတော့မယ်သမီးမြင်နေရတယ်အမေရဲ့အမေဖြစ်သူကသမီးစကားကိုယုံကြည်ပြီးလေရင်ပေါ်ကလူတွေကိုအော်ဟစ်တတိပြီးတော့တာပေါ့အားလုံးပဲဆင်းကြပါလေရင်ပေါ်ကအခုချက်ချင်းဆင်းကြပါအနေရရှိတယ်ဒီလေရင်ပြတ်ကြတော့မယ်ဒါပေမဲ့ဘယ်သူမှမယုံကြတဲ့အပြင်ရေစရာတစ်ခုလိုပဲသဘောထားကြတယ်လေရင်မှုကတော့အနှောက်အယှက်ဖြစ်စေတယ်ဆိုပြီးသူတို့ကိုလေရင်ပေါ်ကဆင်းခိုင်းဖို့လုပ်နေတာအဲ့ဒီအချိန်မှာအနားမှာထိုင်နေတဲ့ဆရာတယောက်ကအခြေအနေကိုတေချာကြည့်ပြီးထည့်ရက်လိုက်တယ်လေရင်မှုကျွန်တော်လဲလေရင်ပေါ်ကဆင်းမယ်ခရီးသည်တွေကစီယိုကိုကြည့်ပြီးလူကြီးဖြစ်ပြီးကလေးစကားကိုယုံရလားဆိုပြီးဝိုင်းလောင်ကြပေမဲ့စီယိုကတော့ဘသူ့ကိုမှဂရုမစိုက်ပဲတားမီးနှစ်ယောက်နဲ့အတူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။သူတို့ဆင်းပြီးမကြခင်မှာပဲလေရင်ဟာပြန်တက်သွားခဲ့တယ်။ဒါပေမဲ့ခဏကြာမှာပဲစက်ချို့ရင်းမှုဖြစ်ပြီးလေရင်ဟာပောက်ကွဲပြက်ကျသွားကလေရင်ပေါ်ပါလာသူအားလုံးတေဆုံးသွားခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့စီယိုဟာတုံ့ဟုတ်ချောက်ချားသွားပြီးသူ့အသက်ကိုကယ်တင်ခဲ့တဲ့ကောင်မလေးကိုကြည့်ရင်အံ့အားသင့်သွားပါတော့တယ်